ယနေ့တင်ဆက်ပေးမှာကတော့ UFC ရဲ့ BMF ခါဘတ်အကြောင်းပဲဖြစ်ပါတယ်။ UFC လောကမှာတာမန်ချန်ပီယံခါဘတ်တွေထက်ပိုမိုထူးခြားပြီးပရိသတ်တွေရဲ့ရင်ခုန်တန်းကိုအမြင့်ဆုံးဆွဲတင်နိုင်ခဲ့တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အကျဉ်းဆုံးနဲ့အမိုက်ဆုံးတိုက်ခိုက်ရေးသမားတွေသာပိုင်ဆိုင်ထိုက်တယ်လို့သတ်မှတ်ထားတဲ့ BMF ခေါင်းစဉ်ပဲဖြစ်ပါလေ။ဒီခေါင်းစဉ်ရဲ့အစဟာကဘာကျော်တိုက်ခိုက်ရေးသမား Nate Diaz ကနေမိဖျားခံခဲ့တာပါ။ Nate Diaz ဟာသူ့ရဲ့ထူးခြားတဲ့စတိုင်းရဲတင်းတဲ့စကားပြောဆိုမှုတွေနဲ့အတူဒီလောကမှာသူဟာအကျဉ်းဆုံးလူစားမျိုးဖြစ်ကြောင်းသက်သေပြဖို့ကြိုးစားခဲ့ရကနေ BMF ဆိုတဲ့ခုံးပုတ်ဟာပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ UFC သမိုင်းတစ်လျှောက်ပထမဆုံးသော BMF ခါဘတ်လူပွဲအဖြစ် Nate Diaz နဲ့ George Masvidal တို့ရင်ဆိုင်ခဲ့ကြပြီးအဲ့ဒီပွဲဟာသမိုင်းတွင်လောက်တဲ့အကြမ်းတမ်းဆုံးတိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။တကယ့်ကိုရန်ကားပြီးကြမ်းတမ်းတဲ့သူတွေသာထိုးတက်တဲ့ပွဲအဖြစ်လူများကလက်ခံထားကြတာပါ။ဒါပေမဲ့အချိန်တွေကြာလာပြီး George Masvidal တယောက် MMA လောကကနေအနားယူသွားတဲ့အခါမှာတော့ဒီဂုဏ်သိက္ခာကြီးမားတဲ့ခါဘတ်ဟာနောက်ထပ်အကျဉ်းစားတိုက်ခိုက်ရေးသမားတွေစီကိုကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ဒုတိယမြောက် BMF ချန်ပီယံကိုရွေးချယ်ဖို့အတွက် Justin Gaethje နဲ့ Dustin Poirier တို့ထိပ်တိုက်တွေ့ခဲ့ကြပြီးအဲ့ဒီပွဲမှာ Gaethje က Poirier ကိုအံ့အားသင့်ပွဲအလဲထိုးမှုနဲ့အနိုင်ယူပြီးခါဘတ်ကိုတိုင်းပိုင်နိုင်ခဲ့တာဟာပရိသတ်တွေအတွက်တော့တကယ်လို့အားရကျေနပ်စရာကောင်းခဲ့ပါတယ်။ဒါပေမဲ့ BMF သမိုင်းကြောင်းမှာအမှတ်ရဆုံးနဲ့အကျဉ်းဆုံးပွဲကိုပြောပါဆိုရင်တော့ Max Holloway နဲ့ Justin Gaethje တို့ရဲ့ပွဲစဉ်ကိုပဲပြေးမြင်ကြမှာပါ။အဲ့ဒီပွဲဟာတပွဲလုံးသွေးတန်တရဲရဲနဲ့အပြန်လန်ထိုးတာခဲ့ကြပြီးပွဲပြီးကနေနောက်ဆုံး10စက္ကန့်မှာ Max Holloway ကထွေးမပြေးပဲအလဲမှာရက်ပြီးနေလာမလားငါလာမလားဆိုတဲ့ပုံစံမျိုးနဲ့အပြန်လန်လဲဖို့စိန်ခေါ်ခဲ့တာဟာရင်သက်ရှုမောစရာပါ။အဲ့ဒီနောက်ဆုံးစက္ကန့်မှာပဲGaethjeတယောက် Max ပြင်းထန်တဲ့လက်တီးချက်အောင်မှာမှောက်သွားခဲ့ရပြီး Max Holloway ဟာတကယ့်ကိုထိတ်တန့်တဲ့ BMF ချန်ပီယံတယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီပွဲစဉ်အပြီးမှာတော့ Max Holloway ဟာရက်တန့်မနီးပဲနောက်ထပ်အကျဉ်းစားပြိုင်ဘက်ဖြစ်တဲ့ Dustin Poirier နဲ့ထပ်မံရင်ဆိုင်ခဲ့ပါတယ်။ Max နဲ့ Dustin တို့ရဲ့ပွဲစဉ်လေ BMF စိတ်တက်ကိုအပြည့်အဝဖော်ဆောင်နိုင်ခဲ့တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ Max ဟာGaethjeကိုအနိုင်ရထားတဲ့ရုပ်ထိချက်အပြည့်နဲ့ Dustin ကိုရင်ဆိုင်ခဲ့တာဖြစ်ပြီးနှစ်ယောက်လုံးဟာတဦးကိုတဦးအလျှော့မပေးပဲအလဲအထက်လက်ထိချက်တို့နဲ့ပရိသတ်တွေကိုဖျော်ဖြေခဲ့ကြပါတယ်။ Dustin Poirier ရဲ့တိကျပြင်းထန်တဲ့လက်ထိချက်တွေနဲ့ Max ရဲ့မဆုတ်မနစ်တိုက်စစ်ဆင်မှုတွေဟာပွဲစဉ်တစ်လျှောက်လုံးကိုသွေးစွန်းစေပြီး BMF ခေါင်းစဉ်နဲ့လိုက်ဖက်တဲ့အရေးချင်းတွေကိုနှစ်ဦးစလုံးကထုတ်ပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်လောမှာကျင်းပခဲ့တဲ့ Max Holloway နဲ့ Charles Oliveira တို့ရဲ့ပွဲစဉ်မှာတော့အခြေအနေတွေဟာလုံးဝကိုပြောင်းလဲပြန်သွားခဲ့ရပါတယ်။ပရိသတ်တွေကအရင်ပွဲတွေလိုပဲသွေးဆန်တရဲရဲနဲ့အကျန်းစားတိုက်ပွဲကိုမျှော်လင့်ခဲ့ကြပေမဲ့ Charles Oliveira ဟာပွဲစကတည်းက Max ကိုလိုက်ပြီးဖက်နေတာတွေနှစ်ပန်းတတ်ဖို့ပဲကြိုးစားနေတာကြောင့်ပွဲဟာကြည့်ရတာအရသာမရှိပဲငီးနှွေးသွားခဲ့ပါတယ်။ပရိသတ်တွေဟာသူတို့ရဲ့မကျေနပ်မှုကိုကွင်းလုံးကျွတ်ဝိုင်းပြီးလောင်ပြောက်အော်ဟစ်ခဲ့ကြတဲ့အထိအခြေအနေကဆိုးရွားခဲ့ပါတယ်။အဲ့ဒါအပြင်ဒီခေါင်းစဉ်ကိုစတင်ခဲ့တဲ့ Nate Diaz ကိုတိုင်ကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာစဉ်မှာ Charles Oliveira ကိုအရန်ကိုငီးနှွေစရာကောင်းတဲ့ကောင်ဆိုပြီးပြင်းပြင်းထန်ထန်ဆဲဆိုဝေဖန်ခဲ့တာကိုတွေ့ရပါတယ်။ BMF ဆိုတာရဲရဲတောက်တိုက်ခတ်ရမှာဖြစ်ပြီးအခုလိုမျိုးရှောင်တိုင်းနေတာဒါမှမဟုတ်ဖက်နေတာမျိုးဟာဒီခါးပတ်ဟဲတန်ဘိုးကိုကြဆင်းသွားစေတယ်လို့ဝေဖန်မှုတွေမြင့်တက်နေပါတယ်။အခုဆိုရင်ဒီပွဲစဉ်အပေါ်မှာလူအများကအမျိုးမျိုးသုံးသပ်နေကြပါပြီ။ BMF ရဲ့အနှစ်သာရပျောက်ဆုံးသွားပြီလားလို့မဲခွန်းထုတ်နေကြပါပြီ။တကယ်ကိုကြမ်းစားတိုက်ကွက်တွေကိုမြင်ကျင်တဲ့ပရိသတ်တွေအတွက်တော့ဒီပွဲဟာစိတ်ပြက်စရာကောင်းတဲ့ညတညဖြစ်ခဲ့ရတာအမှန်ပါပဲ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးခမားတို့ပရိသတ်တွေအနေနဲ့တော့ဘယ်လိုမျိုးမြင်ကြပါလဲ။ Charles Oliveira ရဲ့ကစားကွက်ဟာတကယ်ကို view ဟာမြောက်တာလားဒါမှမဟုတ် Nate Diaz ပြောသလိုပဲညီးနှွေစရာကောင်းနေတာလားဆိုတာကိုမှတ်ချက်မှာပြောသွားပြကြပါအောင်ခင်ဗျာ။